ဂျပန် TikTok အကောင့်နဲ့ဝေရှာလို့ရအောင်လို့ဂျပန် TikTok အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးနဲ့ပြပေးပါမယ်မိတ်ဆွေတို့အားလုံးမင်္ဂလာပါဆိုတော့အရင်ဦးဆုံးကျွန်တော်လိုအပ်တဲ့ software လေးတွေကVPN လိုမယ်ဂျပန် region နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ဂျပန် region ချိန်လို့ရမယ် VPN လိုတယ်ပေါ့နော်ကျွန်တော်တော့ဝယ်သုံးတာဖြစ်တဲ့အတွက် paid version ဆိုရင်တော့ပိုအဆင်ပြေတယ်နောက်ပြီးတော့ TikTok software ရယ်နောက်တစ်ခုက Chrome browser လေးရယ်လိုမယ်ပေါ့နော်ကျွန်တော်ဒီမှာ region ကိုဂျပန် region နဲ့အရင်ချိန်ပေးရမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဂျပန် region ချိန်ပြီးသွားပြီဆိုရင် Chrome နဲ့ကိုသွားပါတော့ Chrome နဲ့ကိုသွားပြီးသွားလို့ရှိရင် TikTok sign up ဆိုပြီးတော့ရိုက်ရှာလိုက်ဒါဆိုလို့ရှိရင်ဒီမှာအောက်နားလေးမှာ tiktok.com မှာသူကဂျပန်စာရင်းနဲ့ပြပေးထားတဲ့ website ရှိလိမ့်မယ်အဲ့ထဲကိုဝင်လိုက်ပေါ့နော်โอเคဒါဆိုလို့ရှိရင်သူ့ရဲ့ဒီ TikTok software ပုံစံသူ့ရဲ့ website ထဲကိုရောက်သွားပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်အပေါ် search bar လေးမှာကြည့်လိုက်လို့ရှိရင်သူကဂျပန် region လည်းဖြစ်နေရပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ဖွင့်ဖို့လေးလုပ်မယ်ဆိုတော့ဒီဘက်အောက်ထောင်နားလေးကလူပုံလေးကိုတစ်ချက်နှိပ်လိုက်အကောင့်ပုံစံလေးနော်ပြောလို့ရှိရင်ဒီမှာသူက sign in ပေါ့နော်ဆိုတော့ဂျပန်လိုပြနေတယ်အဲ့ sign in လေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ဒီအောက်ဆုံးနားလေးမှာအနီရောင်လေးနဲ့ sign up ပေါ့နော်ဆိုတော့ sign up လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်တို့က Gmail အကောင့်နဲ့ဖွင့်မှာဖြစ်တော့ဒီ Google လေးကိုရွေးပေးပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဘယ် Gmail နဲ့ဖွင့်မှာလဲပေါ့နော်ဖွင့်မဲ့ Gmail လေးနဲ့တစ်ချက်နှိပ်ပေးလိုက်ပေါ့ပြီးသွားလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ကမွေးနေ့တက်ကလေးရွေးပေးရမှာပေါ့နော်တော့မွေးနေ့တက်ကလေးရွေးပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုဆက်သွားမယ်ပြီးရင်သူကဒီမှာတူညီတဲ့ sample လေးရွေးပေးရမှာနော်တူညီတဲ့ sample နှစ်ခုရွေးပေးရမယ်โอเคဒီမှာက name ရွေးပေးရအောင်နော်ဆိုတော့ကျွန်တော်တို့ name တစ်ခုပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် name ရွေးပြီးပြီဆိုရင်နောက်တစ်ဆင့်ကိုဆက်သွားမယ်ပေါ့နော်โอเคသူကအဲ့မှာ TikTok software တွေကိုရောက်သွားပြီ TikTok software ကိုသူ auto ဝင်သွားလိမ့်မယ်နော်ဆိုတော့တချို့ auto မဝင်လည်းပဲရတယ်အဲ့ဒီ status ကနေသူကသူပြီးအောင်လုပ်လိုက်ပြီးဒီ TikTok အကောင့်မှာ Gmail နဲ့ဝင်လိုက်တယ်ဆိုရင်ဂျပန် region အကောင့်ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဂျပန် region ဟုတ်မဟုတ်ဆိုတာလေးဒီဘက် profile လေးမှာတွားပြီးတော့ just စစ်ကြည့်မယ်နော်ဆိုတော့ဒီဘက်ကပေါ်ထောင်းနာလေးကဒီအကြောင်းလေး၃ခုနှိပ်ပြောလို့ရှိရင်အောက်ဆုံးမှာ setting and privacy ဆိုတာလေးရှိတယ်နောက်ပြီးအပေါ် account ဆိုတာလေးကိုရွေးပြီးရင်အပေါ်ဆုံးမှာ account information ပေါ့နော်ဆိုတော့ဒီမှာ account region မှာဂျပန် region ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဂျပန် region ဖွင့်တဲ့အဆင့်အောင်မြင်သွားပါပြီပေါ့နော်ဆိုတော့နောက်ထပ်ဒီမှာငွေရှာဖို့အတွက် monetization ဘယ်လိုရှောက်ရတယ်သူ့ရဲ့သတ်မှတ်ချက်တွေဘယ်လိုရှိရဆိုတာလေးကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေလုပ်ပေးမယ်ကျွန်တော်အကောင့်လေးကို follow ခဲ့ပေါ့နော်ဆိုတော့နားမလဲတာရှိတယ်အဆင်မပြေတာရှိလို့ရှိရင်အကောင့်ဖွင့်တဲ့နေရာမှာအခက်အခဲရှိရဆိုရင်ကျွန်တော်အကောင့်မှာလာပြီးတော့မေးလို့ရပါတယ်တက်နိုင်ဆုံးဖြေချပေးပါမယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်